တန်းမှာပေါ့နော်ပစ္စည်းဝယ်နေလိမ့်စာထင်းလေးကိုပြောပြပေးပါမယ်အဲ့တော့မနေ့ကပစ္စည်းတွေကိုလည်းပြောပြီးသွားပြီဆိုတော့လေအခုတစ်ခုထပ်ပြောပြမယ် follower လုံးနေ follower ပေါ့နော်follow လုပ်ထားတဲ့ဟာတွေဘယ်လိုကြည့်လဲဆိုရင်ဒီမှာညီမတို့ကပေါ့နော်ဒီမှာ wish list မှာ1လို့ဝင်နေတာကညီမတို့ကြိုက်တဲ့ပစ္စည်းကိုမနေ့က wish list လုပ်ထားခဲ့ရပါတော့အဲ့ဒါလေးကိုဒါဆိုရင်ဒါကမနေ့က wish list လုပ်ထားခဲ့တဲ့ပစ္စည်းလေးပေါ့လေဒါကမနေ့ကwish list လုပ်ထားခဲ့တဲ့ပစ္စည်းလေးကိုပြောတာပါဒီမှာ following shop ဆိုရင်မနေ့က follow လုပ်ထားခဲ့တဲ့ဟာပေါ့နော် follow လုပ်ထားတဲ့ဆိုင်ကိုပြတာဒါဆိုရင်ညီမတို့မနေ့က follow လုပ်ထားခဲ့တဲ့ဆိုင်မှာပြီးရင်ဒီအပေါ်မှာ wish list ဆိုရင်မနေ့ကဖြစ်ခဲ့တဲ့ဟာပေါ့မနေ့ကဒီမှာအသေးပုံလေးထားခဲ့တဲ့ဟာပြီးရင်ဒီမှာ dish list ဆိုတာလေးရှိတယ်ဒါကတော့ဒီ order တွေပိုင်းမှာပစ္စည်းပေါ့လေအဲ့တော့ဒီ2 review ဆိုရင်ဒီနေ့ကြည့်ခဲ့တဲ့ဟာလေးတွေကိုပြောတာအခုညီမတို့ကပစ္စည်းဝယ်မယ်ပေါ့နော်ဒီပစ္စည်းကိုပဲဝယ်မယ်ပေါ့အဲ့တော့ဒီပစ္စည်းကိုယူလိုက်မယ်ဒါဆိုရင်မနေ့က rating ကြည့်နည်းလေးတွေအကုန်လုံးပြောပြီးသွားပြီပေါ့နော်ပြောပြီးသွားပြီဆိုတော့ညီမတို့ကအခုဒီမှာတော့ time save price နော်အခုဖြစ်နေရောင်းနေဟာပေါ့နော်အဲ့တော့ပစ္စည်းတန်းဝယ်မယ်ပေါ့နော်အတူကတ်ထဲကိုအရင်ထည့်ရပါမယ်ပစ္စည်းဝယ်ရင်နိအဲ့တော့ sorry ပါဒီမှာရွေးရအောင်မယ်ပေါ့နော် test တွေရွေးရအောင်ပါမယ်အဲ့တော့အပေါ်ဟာပဲရွေးလိုက်မယ်ပြီးရင်နှစ်ခုလို့ထားလိုက်မယ်ပေါ့နော်ပြီးတော့ဝယ်မယ်ဆိုရင်အတူကတ်ကိုနှိပ်လိုက်ပါအတူကတ်ဆိုရင်ပြီးရင်ဒီမှာညီမတို့ကပစ္စည်းတန်းဝင်မယ်ဆိုရင် go to ကတ်ဆိုတာလေးကိုနှိပ်လိုက်ပါအကယ်၍ပစ္စည်းမဝယ်ဘူးနောက်ထပ်ကြည့်အောင်မယ်ဆိုရင်တော့ key shopping ကိုနှိပ်လိုက်နော်အခုပစ္စည်းဝယ်ဖို့အတွက်ညီမတို့က go to ကတ်ထဲကိုနှိပ်လိုက်ပါမယ်ဒီမှာ go to ကတ်ရောက်ပြီပေါ့နော်ပစ္စည်းဝယ်မယ်ဆိုရင်ဒီမှာ buy now ကိုနှိပ်ရမှာပါအကယ်မဝယ်ခြင်းဆိုရင် change ဆိုတာလေးကိုနှိပ်လို့ရတယ်ပေါ့နော်အဲ့တော့ပစ္စည်းဝယ်ဖို့အတွက်ညီမတို့ကဒီမှာ shipping to ဆိုရင်စင်ကာပူလို့ပြထားတယ်သူက total ကတော့85.4နှစ်ကြပါမယ်တဲ့သူကဘာတွေကြမလဲဆိုရင်ဒီမှာသူ့ရဲ့ item price က49.25နှစ်ဒါပေမဲ့ shipping ကပေါ့နော်သူတို့ရဲ့ shipping ကကြ36.10ပေါ့နော်အဲ့တော့စုစုပေါင်းပေးလိုက်မယ်ဆိုရင်85.4နှစ်လို့သူကပြောထားတယ်နော်အဲ့တော့ညီမတို့ကပစ္စည်းဝယ်မယ်ဆိုရင်ချက်အောက်စွာလေးကိုနှိပ်လိုက်ပါဆိုရင်အခုချက်အောက်နှိပ်ပြီးသွားရင်ညီမတို့ကလိပ်စာထည့်ပေးရမယ်ဒီမှာပေါ့နော်ဒါဆိုရင်လိပ်စာထည့်ပေးရမယ်လိပ်စာထည့်ပေးရမယ်ဆိုတော့ညီမတို့က address ဒီအပေါ်မှာဆိုရင်ညီမတို့ကaddress ထည့်ရမယ်ပေါ့နော်sorry ပါအဲ့တော့ဒီညမှာ address ထည့်မယ်အဲ့တော့ညီမတို့ဒီ address မထည့်ခင်ညီမတို့ကလောက်ထားသေးလေဒီကာကိုနဲ့ချိတ်ဆက်ထားတဲ့အတွက်ကာကိုစီကိုအရင်သွားမယ်နော်အဲ့တော့ကာကိုနဲ့ချိတ်ဆက်ထားတဲ့ဟာကိုတွားကြည့်လိုက်ပါမယ်ညီမတို့ကဒီကာကိုနဲ့ချိတ်ဆက်ထားတာပေါ့နော်အဲ့တော့သူတို့မှာ message box လေးတွေဝင်လိုက်မယ်ဆိုရင်သူ့ကိုပြောထားရပေါ့နော်ဒီကိုယ်တိုင်ညီမကကာကိုနဲ့စကားပြောထားရပေါ့နော်သူတို့ဘယ်လိုယူလဲလို့အဲ့လိုပြောထားကိုယ်တိုင်တည်ခြင်းနဲ့လိပ်စာလေးပေးပါဆိုတော့သူတို့ကဒီလိုမျိုးလိပ်စာပဲပေးလာတယ်ဒါပေမဲ့ညီမတို့ကနာမည်ဘာထည့်ရအောင်မလားမေးတော့ဒီမှာသူကအသေးစိတ်ပြောပြထားရပေါ့လေဒီ3ဘက်ကနေ4ဘက်အတွင်းနဲ့ခံမှန်းပါရပေါ့နော်အဲ့ပြောပထမဆုံးတစ်ချက်နာမည်မှာပထမဆုံးနာမည်မှာ YSY ဆိုတာသူတို့ရဲ့နာမည်အတူကောက်ပေါ့နော်အဲ့ဒါကိုထည့်ပေးပါတဲ့ပြီးရင်ဒုတိယကျတော့ကိုယ့်ရဲ့နာမည်အတူကောက်ထည့်ပြီးတော့ဖုန်းနံပါတ်ကိုဘေးမှာထည့်ပေးပါလို့ပြောထားတယ်ပြီးရင်သူတို့ရဲ့လိပ်စာထည့်ဖို့ကြတော့ဒီလိပ်စာဖြစ်တယ်လို့သူတို့ကပြောထားရပေါ့နော်အဲ့တော့ဖုန်းကို3ခုလုံးထည့်ပေးပါနော်ဖုန်းနံပါတ်ကို3ခုလုံးထည့်ပေးပါလို့သူကပြောထားတယ်အဲ့တော့ညီမတို့ကဒီမှာဆိုရင်ဒီဟာကသူတို့ရဲ့လိပ်စာပေါ့လေလိပ်စာဆိုတော့ဒါကို copy လုပ်လိုက်မယ်အဲ့တော့ညီမတို့ကလိပ်စာကို copy လုပ်ပြီးပြီဆိုရင် notebook ထဲကိုသွားမယ်note ထဲမှာ piece လုပ်ထားလိုက်မယ်ပေါ့လေ note ထဲမှာ piece လုပ်ထားလိုက်ပါမယ်ဒါဆိုရင်ဒါမှ note ထဲမှာ piece လုပ်ထားလိုက်ပြီပေါ့နော်သူတို့ရဲ့လိပ်စာကို piece လုပ်ထားလိုက်ပါပြီပြီးရင်အကောင့်လေးကိုပြန်သွားမယ်အကောင့်လေးကိုပြန်သွားပြီးရင်ညီမတို့ကဒီမှာ address ဖြစ်မယ်ဒီအပေါ်မှာစင်ကာပူဖြစ်နေရပါမယ်သူတို့က address ဖြစ်ဖို့အတွက်ဒီအပေါ်မှာ postal code ကိုအရင်ရိုက်နှိပ်ရမယ်အဲ့တော့ဒီမှာဒီ
ရှာတဲ့ခလုတ်လေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင် cancel လုပ်လိုက်နော်ပြီးရင်ဒီမှာသူကပြောတာ postal code တဲ့ postal code ကိုရှာပေးရမယ်ဆိုတော့ဒီနေရာမှာ postal code ထည့်မယ်အဲ့တော့ postal code ကဘာလဲသူတို့ရဲ့ postal code က199098တဲ့အဲ့တော့သူတို့ရဲ့ postal code ကိုရေးမယ်199098မှန်လားတစ်ချက်ပြန်ကြည့်မယ်နော်199098ဟုတ်တယ်အဲ့ဒါပြီးရင်ဒီမှာရှာလိုက်ပါအဲ့ဆိုရင်ဒီမှာပေါ့နော်သူတို့ရဲ့ဟာလေးကြာလာပြီပေါ့နော်အဲ့တော့အဲ့ဒါလေးကိုဖိလိုက်ရင်ဒီအပေါ်ထဲမှာဝင်သွားလိမ့်မယ်ဝင်သွားတဲ့အခါကျရင်ဒီနားမှာကျတော့သူတို့ပေးထားတဲ့လိပ်စာထည့်မယ်အဲ့တော့လိပ်စာသွားကြည့်မယ်လိပ်စာကဒီအပေါ်မှာပေါ့နော်အဲ့တော့လိပ်စာ copy လုပ်ပဲဒီအောက်ထီပေါ့နော်ဒီအောက်ကကဏ္ဍမှာပါတယ်နော်အဲ့ဒါကို copy လုပ်လိုက်မယ် copy လုပ်ပြီးတော့ဒီနေရာလေးမှာ paste လုပ်ပြီးတော့ဖြည့်ပါမယ်ဒါဆိုရင်ဒီမှာလည်းလိပ်စာဝင်သွားပြီလိပ်စာဝင်သွားရင်ဒီမှာ name ထည့်မယ် name ထည့်တဲ့အခါမှာသူတို့ရဲ့နာမည်ကိုအရင်ထည့်ပေးရမယ်ပေါ့နော်သူတို့ပြောထားတယ်ဒီမှာသူတို့ရဲ့နာမည်ကိုအရင်ထည့်ပေးပါသူတို့ရဲ့နာမည်က YSY အဲ့တော့ YSY ကိုအရင်ထည့်ပေးရမယ် YSY ပြီးရင် green bait ပြီးရင်ကိုယ့်နာမည်အတူကောက်ကိုထည့်ပေးရမယ်အတူကောက်ထည့်ပြီးသွားရင်ကိုယ့်ဖုန်းနံပါတ်ကိုမြန်မာနိုင်ငံကကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ပေးရမယ်နော်ပြီးရင်ပိတ်လိုက်ပါအဲ့ဒါပြီးသွားရင်ဒီမှာသူတို့ရဲ့ဖုန်းနံပါတ်ကိုထည့်မယ်ပေါ့နော်သူတို့ရဲ့ဖုန်းနံပါတ်ကိုထည့်ဖို့အတွက် copy လုပ်ပါမယ်အဲ့တော့ဒီမှာသူတို့ရဲ့ဖုန်းနံပါတ်ကိုကိုက copy လုပ်လိုက်မယ်ဒါဆိုရင် copy ဖြစ်သွားပြီဒီအရှိမှာသူတို့က၄လုံးတစ်ဖြတ်နော်အဲ့တော့ piece လုပ်လိုက်မယ်ငါအနောက်စလုံးမှာလည်း piece လုပ်လိုက်မယ်ဒါဆိုရင်9358 9358254541 copy လုပ်မယ်၄လုံးတစ်ဖြတ်ပေါ့နော် copy လုပ်ကမှာပါ၄လုံးတစ်ဖြတ်မှန်လားပြန်ကြည့်ပါနော်ဖုန်းနံပါတ်ထည့်ပြီးသွားရင်93582541 93582541ပြီးရင်နောက်တစ်လုံး၄လုံးတစ်ဖြတ်ပဲ copy လုပ်မယ်ပေါ့နော်အဲ့တော့၄လုံးတစ်ဖြတ်8626เนาะဒီအရှိမထည့်မယ်8626ဒီနောက်မှာ copy လုပ်မယ်ခွန်321 copy ထည့်ပြီးသွားပြီเนาะဒါတော့ညီမတို့ရဲ့Google account ပေါ့เนาะအဲ့ဒါပြီးသွားပြီဆိုရင်ဒီအောက်မှာ next ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါဒါဆိုရင်ဒီမှာဒီအပေါ်လေးမှာညီမတို့ရဲ့လိပ်စာဝင်သွားပြီပေါ့နော်အကယ်၍လိပ်စာပြောင်းချင်နေဆိုရင်လည်း change ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ရင်ရပါပြီအဲ့တော့အခုလိပ်စာဝင်သွားပြီလိပ်စာဝင်ပြီးသွားရင်ပတ်စံပေးမယ်ပေါ့နော်ပတ်စံပေးမယ်ဆိုရင်ညီမတို့က credit card နဲ့ပေးမှဖြစ်တဲ့အတွက် credit card ကိုရွေးပါရွေးပြီးသွားပြီဆိုရင်ဒီမှာဒီ credit card ထဲကိုသွားလိုက်ပေါ့နော်ဒါက20 meter for approved တဲ့အဲ့တော့ခဏလေးစောင့်အဲ့ဒါပြီးရင်ညီမတို့ကပေါ့နော်ဒီ place order ဆိုတဲ့နေရာကိုသွားမယ် place order နေရာကိုသွားပြီးသွားရင်ညီမတို့က visa card ထည့်မယ်ပေါ့နော် visa card မထည့်ရသေးတဲ့သူတွေအတွက် add a new card ဆိုပြီးပေါ်လာလိမ့်မယ် visa card ထည့်ပြီးသားဆိုရင်တော့တစ်ခါတည်းငွေချေပြီးသားဖြစ်သွားမယ်နော်အဲ့တော့ add a new card လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားရင်ညီမတို့ visa ပေါ်မှာရှိရဲ့ကတ်နံပါတ်18လုံးထည့်မယ်ဒီမှာ expire date နဲ့ expire date ပေါ့နော်လာကိုအရှိမထည့်မယ်ပြီးရင်ရေးရအောင်နောက်မှာထည့်မယ်ပြီးရင်ဒီမှာဘယ်သူမှပြလို့မရတဲ့ကဏ္ဍ3လုံးထည့်မယ်ပေါ့နော်အဲ့ဒါပြီးရင်တော့ဒီအောက်ဆုံးဟာကြတော့ဒီ visa card အပေါ်မှာရှိရဲ့ကိုယ့်ရဲ့နာမည်ပေါ့နော်သူကအင်္ဂလိပ်လိုပဲရေးပေးရမယ်ဒီအင်္ဂလိပ်လိုပေါ့နော်ရေးပြီးသွားရင် register ဆိုပြီးတော့လုပ်လိုက်ရင်ဒါကတစ်ခါတည်းငွေချေပြီးသားဖြစ်သွားမှာပါရှင်ဒါဆိုရင်လိပ်စာထန်နီးနဲ့ပစ္စည်းငွေချေနည်းလေးတွေကိုသိမယ်လို့ထင်ပါတယ်နော်ကာကိုရင်းနဲ့မေးတဲ့အခါရင်တော့သူတို့တခါတည်းမေးပါ kg ကkg ဘယ်လောက်ယူ kg က 1kg ကိုဘယ်လိုယူမှလဲဘယ်နှစ်ပတ်အတွင်းရောက်မှလဲနောက်ပြီးတော့ဒီပစ္စည်းကိုတာဝန်ယူမှုတာဝန်ခံမှုရှိလားဆိုပြီးတော့ပါတခြားလေးမေးပေးပါနော်အဲ့တော့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင်